ကဲဒီတစ်ခါမှာတော့အရင်နေ့ကအချောက်ခံပြီးတော့တိန်းထားခဲ့တဲ့အမဲကြောက်တွေကိုရန်စားကောင်းတဲ့အမဲကြော်ကြော်နီးလေးနဲ့လိုက်ဖက်တဲ့ပဲကြာစံအတွဲလေးလုပ်ပေးထားပါတယ်အရင်ဆုံးထောင်းဖို့စပြင်မယ်ကြက်သွန်မြူစပလင်ဂျင်းကြက်သွန်နီးအကုန်လုံးကိုရောပြီးတော့ညက်အောင်ထောင်းတာရပြီဆိုရင်တော့အမဲသားအချောက်ကိုကြော်ဖို့အိုးရဲကိုစီထည့်စီအရမ်းမပူပဲအနေတော်လောက်လေးနဲ့ထည့်ကြော်ရပါမယ်အရင်နေ့ကလှုပ်ထားခဲ့တဲ့အမဲသားအချောက်တွေကိုတဝက်လောက်ကြော်ပါမယ်ကြော်အောင်ကြော်ပေးပြီးသွားရင်တော့စီစစ်ထားဒီနေ့တိုင်းပဲအမဲသားတွေကိုကြော်သွားပေးလိုက်ပြီးပြီဆိုရင်တော့ဒီအိုးထဲကိုပဲခုနကထောင်းထားတဲ့အရောကိုထည့်ပြီးတော့စီတက်ရွှေအိုရောင်လေးတန်းလာပြီဆိုရင်တော့အနှံ့မွေးအောင်လို့ပြင်းတော်သိမ်ရွက်လေးပါထည့်နည်းနည်းလေးခြောက်သွားအောင်ကြော်ပေးလိုက်ပြီးရင်တော့အဆက်စားနိုင်တဲ့လောက်ငရုတ်သီးခွဲချမ်းလေးပါထပ်အရသာအတွက်စားလေးနည်းနည်းထပ်ငရုတ်သီးခွဲချမ်းထည့်ပြီးရနဲ့မီးကိုပိတ်လိုက်ပါပြီးရင်တော့စီပူတဲ့အရှိန်လေးနဲ့ပဲခုနကကြော်ထားတဲ့အမဲသားတွေကိုထည့်ပြီးတော့ရောပေးလိုက်အရသာအနေတော်ပဲဆိုရင်အနှံလေးမှုေးနေတဲ့အမဲအဆက်ကြော်လေးကတော့အစင်သင့်ဖြစ်ပါပြီဒီနေရာမှာအရန်အကျွတ်ကြီးမကြိုက်တဲ့ချစ်တငယ်ချင်းတွေကနည်းနည်းလေးလျှော့ပြီးတော့ပြင်းတွဲလေးဖြစ်အောင်ကြော်ပေးသွားပါရပြီဆိုရင်တော့ပကံတစ်ခုတည်းကိုထည့်ခုနကအမဲသားကြော်ထားတဲ့အိုးနဲ့ပဲပဲဟင်းဆက်တင်မယ်ဒီအိုးရဲကိုပဲပြင်းတော်တင်ရွက်လေးထည့်အနှံလေးမှုေးတော့အောင်လို့ကြံလေးစီလေးနဲ့စီတက်လိုက်မယ်ပြီးရင်တော့ရေဆေးပြီးစစ်ထားတဲ့ပဲနီလေးကိုထည့်အရသာအတွက်စားနည်းနည်းလေးတင်းနေအောင်မှုေးပြီးကြော်ပေးလိုက်မယ်ပြီးရင်တော့ရေမြုပ်အောင်ထည့်ပြီးတော့ပဲနိုးတဲ့အထိတည်ထားပေးလိုက်ပဲကိုတည်ထားတော့မှတော့ရေဆေးထားတဲ့ဒန်လွန်ရွက်တွေကိုခြွေထားဒန်လွန်ရွက်ရပြီကြာစံတော့အိမ်မှာအလွယ်ရှိနေတဲ့ပစုံအုပ်ကြာစံလေးကိုတုံးထားပါတယ်ချစ်တငယ်ချင်းတို့ကတော့ပုံမှန်ချက်နေကြပဲကြာစံကိုပဲတုံးသွားပေးလို့ရပါတယ်ကြာစံကိုရေထဲမှာစိမ့်ပဲနိုးသွားပြီဆိုရင်တော့ခုနကရေစိမ်ထားတဲ့ကြာစံတွေထည့်ဒီကြာစံကနည်းနည်းလေးမာတဲ့အတွက်အပုံးအုပ်ပြီးတော့နူးအောင်ထပ်တည်ထားပေးလိုက်ကြာစံလေးနူးပြီးအရသာအနေတော်ပဲဆိုရင်ခုနကခြွေထားတဲ့ဒန်လွန်ရက်တွေကိုထပ်ထည့်ဒီနေရာမှာနန်းနန်းမင်းငရုတ်သီးစိမ်အစရှိတာတွေလည်းထပ်ထည့်သွားပေးလို့ရပါတယ်အခုဆိုရင်တော့ပြင်းတော်သိမ်နဲ့မွှေးလေးနဲ့ပဲကြာစံဟင်းလေးကလည်းအစင်သင့်ဖြစ်ပါပြီအပေါ်ကနေတော့အိမ်မှာအစင်သင့်ရှိနေတဲ့ငရုတ်စီလေးထပ်ဆန်းပေးလိုက်ဒါဆိုရင်တော့ပြည့်စုံသွားပါပြီစပလင်နဲ့ပြင်းတော်သိမ်နဲ့မွှေးလေးနဲ့အမဲအဆက်ကြော်ရဲ့ပဲကြာစံလေးကလည်းအစင်သင့်ဖြစ်နေပါပြီချစ်တငယ်ချင်းတို့စားပါဦးအိုးအနှံလေးကိုမွှေးနေရပဲအရင်ဆုံးမြည်ကြည့်လိုက်မယ်ဝေါကျွတ်ရွနေရပါပဲပဲကြာစံအရေဟင်းလေးနဲ့ဆိုတော့အရန်ကိုလိုက်ဖက်နေမှုကြီးပါပဲအတန်လေးကြားတာနဲ့ဟိုကျွတ်ရွနေမှန်းသိတာပါတယ်အရန်စားကောင်းလို့ချစ်တငယ်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်ပါတော့ကဲခုတော့စားပြီဆိုတော့ထုံးစံတိုင်းစေကြောရေတုပ်ဝင်းနဲ့အုပ်